အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာလုံးဝမကြီးပွားတဲ့လူတွေရဲ့လက္ခဏာတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘဝတစ်လျှောက်လုံးကြီးပွားတိုးတက်မှုနှဲပါတတ်သူများတွေကအထင်ရှားဆုံးလူ၅မျိုးကိုအောက်ပါအတိုင်းဖော်ပြပေးလိုက်ပါမယ်နံပါတ်1ငါသိတယ်လို့အမြဲထင်နေတဲ့သူဘဝမှာလူတစ်ယောက်ကအသစ်တစ်ခုခုကိုသင်ယူရန်ညှင်းဆန်ပြီးကိုယ့်အသိပညာကိုအမြဲထိန်းချုပ်ထားသူတွေဟာပညာတစ်ခုခုကိုသင်ယူဖို့အရန်ကိုမှခက်ခဲတတ်ပါတယ်ဥပမာနီးပညာအသစ်တွေကိုငါသိပြီးငါတတ်ပြီးဆိုပြီးကိုလိန်ညာတတ်တဲ့သူတွေပဲဖြစ်ပါတယ်နံပါတ်2အချိန်တိုင်းအကြောင်းပြချက်ရှာနေတဲ့သူဘဝမှာကိုယ့်ရဲ့ကြာရှုံးမှုတွေအတွက်အခြားသူတွေကိုအပြစ်တင်တတ်တဲ့သူတွေဟာဘလို့အလုပ်မျိုးကိုပဲလှုပ်အောင်မြင်နိုင်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့မှာတာဝန်ယူမှုနဲ့တတိတွေမရှိကြလို့ပဲဖြစ်ပါတယ်ဥပမာငါမှာအခွင့်အလမ်းမရှိလို့တထေးသားမဟုတ်လို့စသဖြင့်အကြောင်းပြချက်တွေများစွာပေးတတ်ကြပါတယ်နံပါတ်3အစိုးမြင့်စိတ်အပြည့်နဲ့ဘဝကိုကြည့်တဲ့သူဘဝမှာအခွင့်အလမ်းဆိုတာကိုယ့်စီကိုအမြဲတမ်းရောက်မလာနိုင်ပါဘူးဒါကြောင့်ရလာတဲ့အခွင့်အလမ်းကိုအကျိုးရှိရှိအသုံးချတတ်ဖို့နဲ့မြင်နိုင်အောင်ကြည့်တတ်ဖို့လိုအပ်ပါတယ်ဘဝမှာအခွင့်အလမ်းတိုင်းကိုအန္တရာယ်ဖြစ်တာမြင်တတ်တဲ့သူတွေဟာအောင်မြင်ဖို့အရန်ကိုမှခက်ခဲကြပါတယ်ဥပမာဒီလုပ်ငန်းကမဖြစ်နိုင်ဘူးငါမလုပ်တတ်ဘူးစသဖြင့်အခွင့်အလမ်းကိုအစိုးမြင်တဲ့အကြည့်နဲ့ကြည့်တတ်ကြတဲ့သူတွေပဲဖြစ်ပါတယ်နံပါတ်4ပြင်းရည်ပြီးအားစိုက်ထုတ်မှုမရှိတဲ့သူဘဝမှာအောင်မြင်ခြင်းနဲ့ကြီးပွားခြင်းနဲ့ဆိုရင်လိုအပ်တဲ့အချိန်နဲ့ကြိုးစားအားထုတ်မှုတွေလိုအပ်ပါတယ်ဥပမာတနေ့လုံးဖုန်းသုံးနေတဲ့သူအမြဲတမ်းဂိမ်းဆော့နေတဲ့သူတွေဟာဘဝမှာအောင်မြင်ဖို့နဲ့ကြီးပွားဖို့ခက်ခဲစေပါတယ်နံပါတ်5အလွယ်လန်းကိုသာရွေးတတ်တဲ့သူဘဝမှာခက်ခဲပင်ပန်းမှုကိုရှောင်ရှားပြီးလျင်မြန်လွယ်ကူတဲ့နည်းလမ်းကိုသာရွေးချယ်တတ်တဲ့သူတွေဟာအောင်မြင်ဖို့ခက်ခဲတတ်ကြပါတယ်ဥပမာလောင်းကစားနဲ့ကြီးပွားခြင်းတဲ့သူတစ်ပါးကိုလှည့်ဖျားမှုနည်းလမ်းများနဲ့ချမ်းသာဖို့ကြိုးစားနေတဲ့သူတွေကဘဝမှာအောင်မြင်ဖို့ခက်ခဲစေပါတယ်ဒီလိုအလေးထားတွေရှိနေပြီဆိုရင်ကိုအချိန်မီပြင်ဆင်ဖို့လိုအပ်ပါတယ်အောင်မြင်သူတွေရဲ့စိတ်သက်လေးလာလူစိတ်နဲ့လှုပ်အားတွေကိုအတူယူပြီးကြိုးစားမယ်ဆိုရင်ဘဝမှာတိုးတက်မှုတွေနဲ့အတူအောင်မြင်မှုတွေကိုပါရရှိလာမှာပဲဖြစ်ပါတယ်အခုဆိုရင်ဘဝမှာလုံးဝမကြီးပွားတဲ့သူတွေရဲ့အကြောင်းကိုနားလည်သဘောပေါက်ကြမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်